မရှိတဲ့အရာတွေတက်ရှိနေတဲ့အရာတွေကပိုကောင်းတယ်1988ခုနှစ်နီကိုလတ်ဝန်တန်ရဲ့ဇနီးဟာအိမ်ရဲ့ထက်ကိုးပေါ်မှာသူ့ရဲ့ယောက်ျားပစ္စည်းတွေကိုတက်ရှင်းနေတာပစ္စည်းတွေကိုဝင်မွေရင်းနဲ့မဆုပ်စာအုပ်တော့ကိုတွေ့သွားခဲ့တယ်စာအုပ်ထဲမှာနာမည်တွေလိပ်စာတွေကိုယာနဲ့ချီပြီးရေးထားတယ်အဲ့ဒီတဲကနာမည်တွေလည်းသူမိမတခါမှမကြားဘူးရှင်ဒီထဲမှာဘာရေးထားလဲသူ့ယောက်ျားကိုမေးတော့အဲ့ချိန်မှာပဲနီကိုလတ်ကသူမိမကိုပြောပြတယ်1938ခုနှစ်လောက်မှာနီကိုလတ်ဝန်တန်ဟာဆွစ်ဇာလန်နိုင်ငံကိုလဲသွားပြီးတော့မစ်ရှင်စီးဖို့သူပြင်ဆင်နေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာပဲခရစ်စတာနာကိုခေါ်တဲ့နာမည်တွင်လာမဲ့လူမျိုးသုံးတပ်ဖြတ်မှုကြီးဖြစ်လာကြဂျာမနီတနိုင်ငံလုံးမှာနေနေတဲ့ဂျူးလူမျိုးတွေကိုလည်းညာရင်းချင်းအမြင့်ဖြုတ်ဖို့နာဇီတွေကပြင်ဆင်နေကြတယ်ဂျူးလူမျိုးတွေရဲ့အိမ်တွေဆေးရုံတွေအကြောင်းတွေကိုအကုန်လုံးနာဇီတွေကဝင်ဖျက်ဆီးရပြီးရှို့နေကြဂျူးဘာသာရေးစောက်အောင်1000ကျော်ကြီးပွားရေးလုပ်ငန်းပေါင်း9000ကျော်ပဲဖျက်ဆီးခံလိုက်ရတယ်ပြီးတော့ဂျူးလူမျိုးအယောက်100လည်းတည်သွားကြတယ်ဗျဂျူးလူမျိုး3000လောက်ကိုလည်းဖမ်းပြီးတော့နာဇီစခန်းတွေကိုပို့ပစ်တယ်ဗျဂျူးလူမျိုးတစ်ခုလုံးကိုတုတ်တင်မယ်ဆိုတဲ့နာဇီတွေရဲ့လမ်းစဉ်ကနေဦးချီလမ်းပေါ့ဗျအဲ့ချိန်မှာပါရာဂွေးနိုင်ငံမှာနီကိုလတ်ရဲ့တငယ်ချင်းတချို့ရှိတယ်ဗျနီကိုလတ်ကလည်းဆွစ်ဇာလန်ကိုမသွားတော့ဘဲနဲ့ပါရာဂွေးကိုတန်းသွားတယ်ဂျာမနီရဲ့နောက်ခြေလမ်းကိုလည်းမှန်းရလွယ်တယ်ဗျဂျာမနီနိုင်ငံပြီးတာနဲ့ချက်ကိုစလိုဗက်ကီးယားဘက်ကိုခြေလမ်းဆက်မှာဆိုတာကိုသိလိုက်ရတယ်အဲ့ဒီမှာရှိတဲ့ဂျူးလူမျိုးတို့လည်းတက်ဖြတ်အောင်ပါပေါ့ဗျာဂျူးလူမျိုးတွေခင်ဗျာသူတို့ရဲ့သားသမီးတွေကိုဘယ်သူမှမင်းလာကယ်ပါမလဲဆိုပြီးပြာခတ်နေတဲ့အချိန်ပေါ့အဲ့ချိန်မှာ British အစိုးရကလည်းအဲ့ဒီမိသားစုဝင်တွေရဲ့သားတွေသမီးတွေကိုဗြိတိန်နိုင်ငံထဲကိုဝင်ဖို့ဝင်ခွင့်ပေးတယ်ဗျဒါပေမဲ့ကလေးတစ်ယောက်ချင်းစီအတွက်ကိုစတာလင်ပေါင်90တောင်ပေးရတယ်နေစရာနေရာတွေကိုကိုယ့်အကူစီစဉ်ရမယ်ပေါ့ဗျာအဲ့ချိန်မှာနီကိုလတ်ဝန်တန်ကသူဝင်ကူညီမဖြစ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဗျပါရာဂွေးမှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ညစာစားခန်းတစ်ခုလုံးကိုနီကိုလတ်ကရုံးခန်းတစ်ခုဖြစ်အောင်ပြောင်းလဲပလိုက်တယ်အဲ့ဒီရုံးခန်းထဲမှာပဲနီကိုလတ်တယောက်အလုပ်တွေကိုဇက်တိုက်လုပ်တယ်နာဇီတွေရဲ့လက်ထဲကနေကယ်ထုတ်ပေးဖို့အတွက်လည်းကလေးတွေရဲ့နာမည်စင်းကိုပြုစုရဗျပြီးရနဲ့ဗြိတိန်ကိုပြန်တယ်ကလေးတွေနေဖို့အတွက်အိမ်နဲ့နေရာထိုင်ခင်းတွေကိုစီစဉ်ပေးတယ်ပြီးတော့တယောက်ကိုပေါင်90တောင်ပေးရမှာဆိုတဲ့အတွက်သူအပစ်ဆန်ကိုရှာရတယ်အဲ့လိုနဲ့ဂျူးလူမျိုးပေါင်းကလေး669ယောက်ကိုဗြိတိန်နိုင်ငံထဲကိုရောက်လာအောင်ကယ်ထုတ်နိုင်ခဲ့တယ်ဗျနီကိုလတ်ကမကယ်ဘူးဆိုရင်အဲ့ကလေးတွေအကုန်သေမှာဘာလို့လဲဆိုတော့အဲ့ကလေးတွေရဲ့မိဘတွေကနာဇီအချင်းစခန်းတွေကိုရောက်ပြီးသွားပြီအသက်လက်ခံလိုက်ရပြီဗျာကလေးတွေကိုဒီလိုကယ်တင်ခဲ့ပါတယ်ဆိုတဲ့အကြောင်းလည်းနီကိုလတ်ဝန်တန်သူဘယ်သူ့မှထုတ်မပြောခဲ့ဘူးဗျာဘာလို့ဒီလိုနှစ်ပေါင်းများစွာလောက်တောင်ရင်ကုန်နှုတ်ပိတ်နေရလဲဆိုပြီးသူမိမမေးတော့မှပဲနီကိုလတ်ကပြန်ဖြေပြီးတယ်ငါဒီထက်အများကြီးပို့ပြီးကယ်နိုင်ခဲ့ရမှာဘာလို့မကယ်နိုင်ခဲ့ရလဲပေါ့မကယ်နိုင်ခဲ့တဲ့အတွက်လည်းမကျေနပ်နိုင်ဘူးလေဗျာအဲ့လိုမျိုးပြန်ဖြေတယ်ဗျာဒီလိုနဲ့1988ခုနှစ် TV စီဇန်တစ်ခုရိုက်ကူးနေတဲ့စတူဒီယိုရောက်ရှိနေပြီအဲ့မှာလည်းပရိသတ်တွေအများကြီးနေပေါ့ဗျာနီကိုလတ်လည်းရောက်နေတယ်ပေါ့ချက်ချင်းပဲစီဇန်ကြီးညာနေတဲ့လူကနီကိုလတ်ရဲ့နာမည်ကိုရုတ်တရက်ကြီးထုတ်ပြောတယ်ဗျာပြီးတော့နီကိုလတ်ဘေးမှာထိုင်နေတဲ့အမျိုးသမီးကိုလည်းသူကလက်ညှိုးထိုးပြတယ်နီကိုလတ်နဲ့လည်းမိတ်ဆက်ပြီးနောက်ပြီးတော့အဲ့ထိုင်နေတဲ့အမျိုးသမီးကအသက်50ကျော်လောက်ရှိပြီဗျာအဲ့မျိုးသမီးကတခြားသူတော့မဟုတ်ဘူးလူလဲဆိုတော့နီကိုလတ်ကိုတိုင်ကယ်တင်ထုတ်ပေးခဲ့တဲ့ဂျူးလူမျိုးတွေကတယောက်ဖြစ်နေတယ်ဗျနီကိုလတ်ကိုလည်းကျေးဇူးအရန်တင်ပါတယ်ဆိုပြီးမျိုးသမီးကထပ်ခါပြောနေတာပါဗျာနီကိုလတ်ရဲ့လက်ကိုလည်းယူပြီးနမ်းတယ်နောက်ပြီးသူ့ပါးလေးမှလည်းကတ်တယ်နီကိုလတ်ကလည်းမျက်ရည်ကြီးကျနေတာပေါ့သူလုပ်ခဲ့တဲ့ကောင်းမှုရဲ့အတီးအပွင့်တွေကိုသူအခုမှမျက်ဝါးထင်ထင်ပြန်မြင်ရတာဗျပြီးတော့စီစဉ်ကြီးညာတဲ့သူကလည်းပရိသတ်ကြီးကိုပြန်မေးတယ်အခုဒီစတူဒီယိုကိုရောက်နေတဲ့ပရိသတ်တွေကြားမှာနီကိုလတ်ဝန်တန်ကယ်တင်ခဲ့တဲ့လူကဘယ်နှယောက်များပါတယ်လဲပေါ့ထူးဆန်းတာပရိသတ်တွေအားလုံးကမတ်တက်ရက်ကြကြသူတို့မှာကိုယ်ပိုင်မိသားစုတွေလည်းရှိနေပြီဇနီးတွေခင်မွန်းတွေသားတွေသမီးတွေမြေးတွေအကုန်လုံးပဲဘာတွေဖြစ်နေလဲဆိုတာကိုတော့နီကိုလတ်ကလုံးဝနားမလဲဘူးနီကိုလတ်ကဘယ်ရောညာရောအကုန်လုံးလိုက်ကြည့်တယ်အနောက်တေရရှိတဲ့ပရိသတ်တွေမှာသူလိုက်ကြည့်သူမယုံနိုင်ဘူးဗျဘာလို့လဲဆိုတော့အခန်းထဲမှာရှိတဲ့လူတွေအားလုံးမတ်တက်ရက်နေကြတယ်ဗျနီကိုလတ်ကိုလည်းကျေးဇူးတင်ကြောင်းတစ်ဖောက်ဖောက်ကိုပြောနေကြတယ်အားလုံးကလည်းပြုံးနေကြတယ်ဗျနီကိုလတ်ကယ်တင်ခဲ့တဲ့လူတွေကအခုဆိုရင်ဆရာဝန်တွေသိပ္ပံပညာရှင်တွေစာရေးဆရာတွေလူပညာရှင်နိုင်ငံရေးသမားတွေ journalist တွေပြည်သူ့ကပညာရှင်တွေရှေ့နေတွေရုပ်ရှင်တွေစီးပွားရေးပညာရှင်တွေကျောင်းဆရာမတွေအကုန်လုံးအသီးသီးဖြစ်နေကြပြီအဲ့ဒီစတူဒီယိုထဲမှာရှိတဲ့လူတွေအားလုံးရဲ့အသက်ကိုနီကိုလတ်ကကယ်တင်ခဲ့တာဗျနီကိုလတ်လည်းအခုမှသဘောပေါက်သွားတယ်ကိုမလုံနိုင်ခဲ့တာတွေကိုမေ့လိုက်
ကိုလုံနိုင်ခဲ့တဲ့အရာတွေကပိုအရေးကြီးတယ်ဆိုတာကိုပဲ